မင်္ဂလာပါခလေးလေးတို့ရေမမတို့ရဲ့ CMS story လေးရနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ခလေးလေးတွေနားဆင်မှုအတွက်တူတော်ညားလေးဆိုတဲ့ပုံမြင်လေးကိုပြပြပေးသွားမှာပါကဲဒါဆိုရင်တော့ပုံမြင်လေးကိုစတင်လိုက်ကြမယ်နော်ရှေးရခါကကာတိတိုင်းမှာရမော့ခေါင်းပါတဲ့ကပ်ပေးကြီးကြားရောက်လာရာကြီးငှက်တွေအခက်ကြုံရတော့တယ်လူတွေဟာမိမိတို့ရဲ့ဝမ်းကိုယ်တော်ဝါလျောင်မစားရတာကြောင့်ကြီးငှက်တွေကိုကျွေးဖို့မတက်နိုင်ရှာတော့နတ်နဂါးတွေကိုလည်းတင်မြောက်ပသခြင်းမပြုနိုင်ဒါကြောင့်ကာတိတိုင်းတခွင်ကကြီးတွေဟာဟိမဝေနာတော်ကိုပြေးဝင်ခိုလုံကြရတော့တယ်ဟိမဝေနာကိုပြေးဝင်ခိုလုံလာကြတဲ့ကြီးတွေထဲမှာတဝိထကတို့ကြီးလင်မယားလည်းပလာကြတယ်သူတို့ကအတော်တန်ကြီးမားတဲ့ရေအိုင်တစ်ခုကိုတွေ့ရတဲ့အခါအဲ့ဒီနေရာမှာပဲအခြေချနေထိုင်မှုအတွက်ဆုံးဖြတ်လိုက်ကြတယ်အိုင်အနီးမှာရှိတဲ့တစ်ပင်တပင်ပေါ်မှာနေရာယူပြီးအိုင်ဆက်တလျှောက်လှည့်လည်ပြီးအစာရှာကြတယ်သူတို့ကကုန်းပေါ်မှာသာကျင်လေစွာကျက်စားလာကြတာကြောင့်ရေထဲကငါးကိုဖမ်းယူလို့မရနိုင်ကန်းဆက်ကိုအမက်တမဲ့ရောက်လာတဲ့ငါးကလေးတွေပစုံလုံးလေးတွေလောက်သာမဝရေစာစားတောက်နေရရှာတယ်ဒီရဲ့ချိန်မှာပဲဝိရကအမည်ရှိတဲ့ကြီးတကောင်ကသူနေထိုင်ရာတစ်ပင်ပေါ်ကဆင်းလာပြီးရေအိုင်ပေါ်ကိုစိုက်ချလာတဲ့ရေအိုင်အလေတက်တက်ကိုထိုးစင်းငုတ်ရှုပ်သွားကမကြခင်မှာပဲဝါပြိုးတဲ့ငါးတကောင်ကိုကိုက်ချီပြီးပြန်လေပေါ်လာတယ်အဲ့ဒီကြီးကငါးကိုကမ်းမှာပဲချစားပြီးရဲ့နောက်တစ်ဖက်ရေထဲကိုငုတ်သွားပြန်နေဝီရကကြီးရဲ့ရေငုတ်ကျွမ်းကျင်မှုငါးတွေအများကြီးစားပုံလေးကိုကြည့်ပြီးတဝိတခါတို့ကြီးလင်မယားမှလေတန်းအတုံဖြစ်နေရှာတယ်ကိုဘာသာမဝရေစာရှာစားနေရမယ်စာဝီရကကိုမိခိုကဲ့ရဲ့ပြီးစားတော့ဖို့အကြံရလာကြတယ်ဒီလိုနဲ့ဝီရကရေထဲကပေါ်လာတဲ့အခါတဝိထကဝီရကထံကိုချင်းကပ်ပြီးအယူအသေးပေးလိုက်တယ်အဆွေဘာများအလိုရှိပါသလဲအရှင်ထံပါမှာခစားပြီးနေပြရစေကောင်းပြီနေကြလို့ဝိရကဟာတဝိထကရဲ့ပန်ကြားချက်ကိုလက်ခံကရေအိုင်ထဲကငါးတွေကိုဖမ်းယူပြီးကျွေးမွေးရှာတယ်တဝိထကကလည်းဝိရကရှာပေးတဲ့ငါးတွေကိုဝါလင်စွာစားတောက်ပြီးကြံတမြကိုစနီးတဲ့တယူဆောင်လာတယ်ဘာယာနတိမျိုးတော်မှာနေစဉ်ကအငန်းငယ်ပြက်ဖြစ်လာခဲ့ရတဲ့တဝိထကတို့လင်မယားကဒီရေအိုင်နောက်ရောက်ကမှဘဝဖြူဖြူဖြစ်လာကြတယ်အသွေးသားတွေဆုပ်ပြေးလာတာကြောင့်အမွှေးတောင်တွေပါတောက်ပြောင်လို့လာတယ်ဒါအတူပဲအဆောင်ဝါတဲ့ခါမှာမာနကလည်းကောင်းထောင်လာတယ်တဝိထကဝေကေယကြီးဖမ်းယူပေးတဲ့ငါးတွေကိုထိုင်ဆိုင်ရင်ကကြာလေဘဝမကြနိုင်အောင်ဖြစ်လာတယ်ရေထဲကိုစွတ်ခနဲငုတ်သွားတဲ့ဝိရကရေထဲကိုစွတ်ခနဲငုတ်သွားတဲ့ဝိရကရေထဲကနေဘွားခနဲပေါ်လာတဲ့ဝိရကအဲ့ဒီဝိရကကြီးကကိုလူပဲအမွှေးအတောင်မဲမောင်နေသူ့ရဲ့မျက်စိတွေဟာကိုနီတူနီကျင်ကျင်ဖြစ်ပါတယ်သူ့ရဲ့နှုတ်သီးနဲ့တဲချေတွေကလည်းကိုနဲ့ဘာမှချားနာမှုမရှိထပ်တူထပ်မြပဲဖြစ်ပါတယ်ဒီလိုမချားနာတဲ့ကြီးတကောင်ကရေအိုင်ထဲငုတ်ဆင်းပြီးငါးတွေဖမ်းယူနိုင်မိကိုကဘာကြောင့်မတက်နိုင်ရပါသလဲဒီကရှိမှာတော့ငါအဆောင်ငါရှာစားမှဖြစ်တော်မယ်ကဲကြမငင်းချိန်ကြလာပြီမို့တဝိထကမပွေမရနှိုင်းရှင်လာတယ်မိမိရဲ့နှိုင်းရှင်ချက်ကိုတော်ဝက်ပြီးမထားနိုင်တော့တာကြောင့်ဝိရကထံကိုဖွင့်ပြောလိုက်ပါတယ်ဒီရကဝိရကကြီးကအဆွေတဝိထကကျွန်ုပ်ရှာဖွင့်ပေးတာနဲ့မဝလို့များလားကိုအရာမဟုတ်တာကိုအစ်စ်မရဲချင်စမ်းပါနဲ့တင်းနဲ့ငါတို့ကကြီးချင်းတူပေမဲ့ကျုပ်တို့ကဥတွေကပောက်ကတဲ့ရေထဲမှာသာကျက်စားကြတာမို့ရေကောင်းကောင်းကျင်လေကြပါတယ်တင်းတို့ကကုန်းပေါ်မှာသာကျက်စားလာကြတာဒါကြောင့်ရေအကြောင်းကိုတင်းတို့မသိနိုင်အကျိုးမထူပဲအပြည့်စည်းမခံချင်စမ်းပါနဲ့တဲ့ဒီလိုဖြောင်းပြနားချတာကိုတော့တဝိထကကျေးဇူးမတင်ကိုရဲ့အစွမ်းသက်တွေကိုဖော်ထုတ်ခွင့်မရနိုင်အောင်သူ့တံပါထာရမိခုသူဖြစ်စေဖို့ချုံးမောက်ထားခြင်းသာဖြစ်တယ်လို့တလွဲတွေးရှာတယ်တဝိထကဝိရကရဲ့တားမြစ်ချက်ကိုလက်မခံမေရွှေရဲကိုဆွတ်ဆင်းပြီးငုတ်ရှိုးသွားတယ်သူကဝိရကနဲ့အတောင်ရောအသွေးရောအကောင်ရဲစားပါတူညီနေတာကြောင့်ဝိရကနီးတူငုတ်ရှိုးသွားနိုင်တာမှန်ပါတယ်ဒါပေမဲ့ဝိရကနီးတူရေထဲမှာလေးလာကျက်စားခြင်းမပြုတ်နိုင်တဲ့အတွက်ရေထဲမှာကြမငုံနိုင်တခဏချင်းပဲမုန်းချက်လာကငါးတကောင်မှမဖမ်းနိုင်မေရေမျက်နှာပြင်ပေါ်ပြန်တက်ဖို့ကြိုးစားရတော့တယ်ကြိုးစားတဲ့အလျောက်ရေမျက်နှာပြင်နားကိုရောက်ပါတယ်ဒါပေမဲ့ရေမျက်နှာပြင်ပေါ်မှာဖုံးအုပ်နေတဲ့မော်တွေကိုတော့သူ့ဖောက်တွင်းလို့မတက်နိုင်ဖောက်တွင်းမှုကြိုးစားစိမ့်မှာပဲရေတွေကသူ့ရဲ့ငောင်းလေးကိုဝင်ငုံတော့တယ်သူ့ခန္ဓာကိုယ်အားရေထဲမှာသာရှိနေတယ်လေဖြစ်သူတဝိထကပြန်လာကိုဆဆလာလောင်နဲ့စောက်စားနေတဲ့ကြီးမကလေးလေဖြစ်သူပြန်ချိန်တန်လို့ပြန်မလာတာကြောင့်စိတ်တထင်ထင်ဖြစ်ကဝိရကရှိရာကိုချင်းကပ်လာပြီးအရှင်ဝိရကကျမရဲ့လင်းဟာဦးတောင်းငယ်ရဲ့လဲဆက်မွေးလို့စိမ့်ညိုတောက်ပါတဲ့အယောင်ဆင်းလေးရှိပါတယ်သူတို့ကျိုးလိုက်တဲ့အခါအလိုတန်ရပါတယ်
တဝိထက်ကလို့အမည်ရတဲ့ကျမရဲ့လင်းကိုအရှင်မြင်မိပါသလားသိလို့ရင်မေးတာကိုပဲကြီးမကသူ့လင်ကိုမတက်မရချီးမွမ်းလိုက်သေးတယ်ဝိရကအဲ့ဒီလိုချီးမွမ်းတာကိုဘလုံးမှသဘောမထားကြီးမတဲ့လေတဝိထက်ကမိမိကိုယ်တိုင်ကကုန်းပေါ်မှာသာကြက်စားလာခဲ့ပါလျက်ကုန်းရုံရေပါကျွမ်းကျင်တဲ့ငါ့ကိုတုပပြီးရေထဲငုပ်ပြီးငါဖက်နေတဲ့အခုတော့ရေမော်ဖုံးလို့အသက်ဆုံးသွားရှာပြီဟောဘိုးကနှုတ်သီးချွန်ချွန်လေးပေါ်နေရတာကြည့်ပါတော့တဲ့ဒီလိုမျိုးအဖြစ်မှန်ကိုဖွင့်အံဖြေကြားလိုက်တဲ့အဆုံးမှာကြီးမဟာငိုကြွေးကဘာယာနတိမြို့တော်ကိုပြန်သွားရရှာပါတယ်ကဲမိမိလေးတို့ရေဒီနေ့ရဲ့ပုံမြင်လေးကတော့ဒီနေရာမှာပဲပြီးဆုံးသွားပါပြီကြီးကန်းလေးကကိုယ့်ရဲ့အရေးချင်းစစ်ကိုမသိပဲသူတစ်ပါးကိုလိုက်ပြီးအတွေ့ယူခဲ့တဲ့အတွက်ကြောင့်နောက်ဆုံးမှာတော့အသက်ပါဆုံးရှုံးခဲ့ရတာပဲဖြစ်ပါတယ်ဒီပုံမြင်လေးကနေပြီးရရှိလိုက်တဲ့သင်ခန်းစာတော့သူတစ်ပါးရဲ့အောင်မြင်မှုကိုအားချပြီးအတွေ့ယူတဲ့နေရာမှာကိုယ့်ရဲ့ပင်ကိုရည်ချင်းနဲ့ကိုက်ညီမှုရှိမရှိကိုအရင်ဆုံးစဉ်းကျင်သုံးသပ်ဖို့လိုအပ်တယ်ဆိုတာပါပဲမိုင်မဲတဲ့အတွေ့မြင်တတ်တဲ့စိတ်ကပျက်စီးခြင်းရဲ့လမ်းစာပဲဖြစ်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးသင်ခန်းစာရစရာကောင်းတဲ့ပုံမြင်လေးတွေကိုနားဆင်နိုင်မှုမမတို့ရဲ့ CNM Story လေးကို Subscribe လေးလုပ်ထားပြီးကြပါအောင်နော်ဒီဗီဒီယိုလေးကိုသဘောကျတယ်ဆိုရင်လည်း Like ပေးပြီးတော့တငယ်ချင်းတွေကို Share ပေးဖို့လည်းမမေ့ပါနဲ့ဦးနော်နောက်ထပ်ပုံမြင်တဲ့တစ်ခုမှပြန်လည်ဆုံတွေ့ကြမယ်နော်